သူမနဲ့ပြတ်သွားတဲ့ producer ဟာတွဲနေစဉ်အတွင်းအယောက်90ကျော်နဲ့ဖောက်ပြန်ခဲ့ကြောင်းပြောလာတဲ့မင်းသမီးတဏ္ဍာမိုးသိမ့်ပရိသတ်ကြီးရဲ့ကြုံရဆုံရအနုပညာလောကဟာအတော်လေးကိုရှုပ်ထွေးပါတယ်။သူရေးစားကိုလူကိုရေးစားသူလူနဲ့တန်တရားရှုပ်ထွေးနေတာပါ။နှစ်တွေအကြာကြီးတွေ့ခဲ့ကြတဲ့အနုပညာရှင်တွေလည်းပြတ်ခဲ့ကြသလိုခဏလေးတွေ့ပြီးခဏလေးအတွင်းမဲ့ယူကြတဲ့သူတွေကလည်းအများကြီးပါပဲနော်။ဒီအထဲမှာတော့တယောက်ဆောင်မင်းသမီးကျော်လေးတဏ္ဍာမိုးသိမ့်ကproducer ရွှေမန်းနဲ့၄နှစ်ကျော်တွဲခဲ့ပြီးတော့သူမနဲ့တွဲနေစဉ်မှာပဲမင်းသမီးဇပိုးဆိုင်ရန်အားလုံးအယောက်90ကျော်နဲ့တိတ်တိတ်ပုံတွဲခဲ့ပြီးတော့အခုလိုမျိုးပတ်သက်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။ producer ရွှေမန်းဟာသူမနဲ့တွဲနေစဉ်မှာပဲအနုပညာရှင်မင်းသမီးတွေနဲ့ဆက်သွယ်ခဲ့ပြီးတော့ပေါ်ရင်ရောကွက်ရမှာပါနောက်မီးလင်းခဲ့ရပါတဏ္ဍာမိုးသိမ့်ဟာဒီလိုမျိုးကောလာဟလာတွေကိုအစကမရှင်းမင်းနဲ့အခုလိုမျိုးသူမရဲ့နာမည်ကိုဖော်ကောင်းရင်လို့ရှင်းခဲ့တာလို့ဆိုပါတယ်။သူတို့ဘာသာသူတို့အေးစစ်စစ်မင်္ဂလာဆောင်ကြရင်လည်းအကောင်းသာမင်းသမီးနာမည်ထွက်နေတော့စိတ်တူပြီးတော့ကျောင်းတော်ကရန်စားတွေပါပြောပြခဲ့ရဖြစ်ပါတယ်။၄နှစ်တာချစ်သူတသန်းကိုရွှေမန်းကနောက်မီးလင်းတာကြောင့်လမ်းခွဲခဲ့ရတာဖြစ်ပြီးရွှေမန်းမင်္ဂလာမဆောင်ခင်မှာသူမကိုလာပြီးတော့ဖုန်းဆက်သေးရလို့လည်းသိရပါတယ်။သူမကရွှေမန်းယူထားတဲ့အမျိုးသမီးလေးကိုအားနာလို့ဖုန်းမကင်လိုက်တာသူမကြောင့်ပြဿနာဖြစ်မှာဆိုတာကြောင့်မကင်လိုက်တာလို့ဆိုပါတယ်။ဒါကိုသူမရဲ့နာမည်ကြီးထွက်လာတော့တစ်ဖက်သားသိက္ခာကိုမငယ်ပဲလုံးရကြတဲ့တငယ်ချင်းတွေကိုပါလိုင်းလွှင့်ပြီးတော့ပြောဆိုထားတာပါ။ဒီတော့ပရိသတ်ကြီးရဲ့ဒီပွဲပေါ်မှာမှတ်ချက်လေးတွေပေးခဲ့ပါအောင်ရှင်။